တိုင်နိုနဲ့36လမ်းဆိုင်ခွဲကိုဖုန်းဆက်ရတာတစ်ခါတလေလိုင်းဝင်တာမျိုးလိုင်းကြတာမျိုးဖြစ်လို့စိတ်ညစ်နေပြီလားအချိန်ကုန်ရအောင်ညီမတို့ဌာနကလိုက်ဓာတ်ရိုက်ရုပ်တဲ့ဖုန်းနံပါတ်လေးတွေကိုအခုပဲဆက်သွယ်လိုက်တော့နော်နောက်ဘဝယ်ဖို့ဆိုရင်39 8839 944 134ပါခင်ဗျာတယ်လီဆေးအတွက်ဆိုရင်တော့39 8839 944 135ပါခင်ဗျာaccessory အစုံလင်အတွက်39 880 944 136ဆက်လိုက်ပါဟယ်လိုဟုတ်ကဲ့မင်္ဂလာပါရှင်တက္ကနိုလန်36လမ်းဆိုင်ခွဲ accessory sales ကပါရှင်ပင်တာနူလက်ဆို39 880 944 130ရှိတယ်နော်နောက်ပစ္စည်းတွေအတွက်ဆိုရင်တော့39 880 944နှစ်ခွန်ဆက်သွယ်လို့ရပါတယ်ရှင်မိုဘိုင်းဖုန်းဆောင်လင်လိုချင်တယ်ဆိုရင်တော့39 8839 944 228ကိုအခုပဲဆက်သွယ်လင်းနော်ကဲအချိန်မကုန်ရအောင်အခုပဲလိုရတဲ့ဌာနကိုဓာတ်ရိုက်ဖုန်းဆက်ပြီးစုံစမ်းလိုက်တော့နော်